ရက်ပလင်းများနဲ့စက်တက်ရိုက်နှက်ခံထားရတဲ့အမျိုးသားတစ်ယောက်ဟာခေါင်းကွဲပြီးသွေးတွေယူစီးနေပြီးမဲ့စိတ်ထဲမှာတော့အရှက်ရမှုနဲ့ဒေါသတွေတောက်လောင်နေတယ်။အာနာရှိအရာရှိကြီးများရဲ့သားတွေငွေကြီးအင်အားကြီးမျိုးဆက်တွေရှိမှသူဟာဒေါသကိုမျိုးသိပ်ထားယုံတာလုပ်နိုင်တယ်။သူ့ခွက်ထဲမှာဖန်ခွဲအမိုက်တွေရောထားပြီးမဲ့မတော့မဖြစ်အခြေအနေဖြစ်လို့မျိုးချလိုက်ရတယ်။ဒီနေရာကိုမချသေးခင်မှရောက်လာသူဖြစ်လို့တလန်းနောက်ဆုတ်လိုက်ရင်အေးချမ်းမှုရနိုင်မယ်လို့ယုံကြည်ထားတယ်။ဒါပေမဲ့အရက်တောက်ပြီးချိန်မှာမဲ့သူ့ရှေ့မှာထိုင်နေတဲ့ပါတီအတွင်းရေးမှူးရဲ့သားကမရက်မနာဖိအားပြီးတယ်။နောက်ထပ်အရက်100ခွက်ထပ်တောက်ဖို့နဲ့မြေပြင်ပေါ်မှာဒူးထောက်ပြီးတောင်းပန်ဖို့တောင်းဆိုတယ်။မလုပ်ရင်မလုပ်ဘူးလို့လည်းချိန်ချောက်တယ်။ဒီတောင်းဆိုမှုကသူ့စိတ်ခံနိုင်ရည်ကိုနောက်ဆုံးအဆင့်အထိတွန်းပို့လိုက်တယ်။ဒီနေ့သွေးမကြရင်ဒီအရာမပြီးနိုင်တော့ဘူးဆိုတာထင်ရှားလာတယ်။အဲ့ဒီအချိန်မှာဆိုင်ရှင်အမျိုးသမီးကဖြစ်နေတဲ့အရာကိုကြားပြီးအလင်းအမြန်ရောက်လာတယ်။ပါတီအတွင်းရေးမှူးရဲ့သားကိုတနာညာတာပေးဖို့တောင်းပန်တယ်။ဒါပေမဲ့သူမကိုလုံးဝမလေးစားပဲအာနာကိုဆက်ပြတယ်။ဒေါသထွက်နေတဲ့အမျိုးသားကဆိုင်ရှင်ကိုလက်မောင်းဒီကနေဆွဲဖယ်ထုတ်လိုက်တယ်။ပြီးတော့တမနာတကားကိုပိတ်ပြီးချိတ်ကွင်းကိုတော့ခတ်လိုက်တယ်။ထို့နောက်အဝတ်အစားချွတ်ပြီးသူတို့ရဲ့ဖခင်တွေဘလောက်ပဲချမ်းသာအာနာကြီးရှိနေပါစေဒီနေ့တော့ဒူးထောက်ပြီးထွက်သွားရမယ်လို့ကြေညာလိုက်တယ်။